မင်္ဂလာပါရှင်ကျွန်မဒီဗီဒီယိုလေးထဲမှာတော့ VLOOKUP ကို2 column 2 way နဲ့သုံးတဲ့ပုံစံလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ကျွန်မတို့ဒီမှာဆိုလို့ရှိရင်စည်ရင်လေးတွေတွင်ထားတာမှတ်ရင် location ရယ်ဆေးရယ်ဆိုပြီးသုံးခုတွင်ထားတယ်မှတ်မှာလည်း January February March 3လစာတွင်ထားရပေါ့နော် location မှာတော့သူကရန်ကုန်မန္တလေးနေပြီးတော့တွင်ထားတယ်အဲ့တော့ကျွန်မတို့ကသွားရှာချင်တာက January ဆိုရင် January မန္တလေးအဲ့လိုဒါမှမဟုတ်ဆို January ရန်ကုန်အဲ့လိုရှာချင်တယ် January တခုလည်းကိုရှာပြန်တော့လေဒီမှာရန်ကုန်လေးမန္တလေးတွေနေပြီးတော့3ခုတောင်ရှိနေတယ်အဲ့တော့ကျွန်တော်တို့ရှာချင်တာ January ရန်ကုန်ဒါမှမဟုတ်ဆိုရင် January မန္တလေးအဲ့လိုမျိုးမှတ်ရော location ရောတွဲပြီးရှာချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ lookup ကို two way ပုံစံမျိုးနဲ့သုံးရမှာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ရှာချင်တာက lookup value ဒီနှစ်ခုပါအဲ့ great lookup value နှစ်ခုကို ampersand sign လေးနဲ့ဆက်လိုက်မယ်နော် January ရောlocation ရအဲ့ပြီးရင် table array မှာဆိုရင်ဒီမှာ column 3ခုရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှာမှာ January မန္တလေးဆိုတာဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီ map နဲ့ location နဲ့ကို column တစ်ခုလေးသွားလုပ်လိုက်မယ်အဲ့လိုလုပ်ဖို့ဆိုရင်တော့ choose ဆိုတဲ့ function ကိုဒီမှာသုံးလိုက်မယ်ဝင်လို့စားလိုက်မယ်ပြီးရင်တော့ down ခွင်းလေးခေါ်တွန့်ခွင်းလေးပေါ့နော် sorryတွန့်ခွင်းနော်တွန့်ခွင်းလေးခေါ်လိုက်မယ်ဒီမှာဆိုရင် column 3ခုရှိတယ်အဲ့မှာဒီမှာ column ဒီ January မှတ်နဲ့ location နဲ့ကိုပေါင်းလိုက်မှာဖြစ်တဲ့အတွက် column ကို1 2နှစ်ခုပဲပြောင်းလိုက်မယ်အဲ့ပြီးပေါင်းမဲ့ column နှစ်ခုကဒီ January A2 is to A12 နဲ့ sorry အဲ့ပြီး ampersand sign လေးနဲ့ဆက်လိုက်မယ်ဒီကောင်လေးနဲ့ကိုဆော်လိုက်မယ်ပြီးရင်နောက်ထပ် column တစ်ခုကတော့ဒီကောင်ဖြစ်သွားမယ်ဟုတ်ပြီနော်ဆိုရင်ဒါက column index table array ပြီးသွားပြီ column index number ကအဲဆိုဒီ map နဲ့ location နဲ့ column တစ်ခုပဲဖြစ်သွားပြီဖြစ်တဲ့အတွက်1ဒီဆေးက column 2ကိုပေါ်စေခြင်းတဲ့အတွက်2လို့ရေးလိုက်မယ်အတိအကျပေါ်ချင်တာမို့လို့0 enter ခေါက်လိုက်မယ်ဆိုရင်ဒီမှာ8000ဆိုပြီးလာပါမယ် January မန္တလေးဒီမှာသက်ကြည့်လိုက်မယ် January မန္တလေးဒီ8000ပဲအဲ့မှာကျွန်တော်ကဒီမှာပြောင်းလိုက်မယ် February မန္တလေးဆိုရင်ဒီကောင်ပေါ်ကဒီမှာ February နေပြီးတော့ပြောင်းကြည့်လိုက် February နေပြီးတော့ဒီ9000ဆိုဖြစ်လာပါတယ်ဒီနေရာမှာ formula test လေးရေးပြထားပါမယ်ဒီပုံစံလေးနဲ့သုံးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်